မြန်မာပြည်ကတမူထူးခြားရွာအမီများမြန်မာပြည်မှာရည်စရာလဲဖြစ်တမူထူးခြားတဲ့ရွာအမီတွေရှိပြီးမြင်တွေ့သူတိုင်းပြောစရာလဲဖြစ်နေတာကိုတွေ့ရှိရမှာပါနာမည်ကိုကသမင်းမစားရွာဆိုတော့တရွာလုံးသမင်းမစားကြဘူးလို့ထင်ကြပါအပြိုကြီးတွေစုပြီးနေကြတယ်လို့ထင်ပါတယ်အာဟာလင်းမလို့တော့တဲ့အထိပြည့်စုံနေကြသလားမသိဘူးနော်ကျုံကြဆိုတော့ဒီရွာနာမည်ကတော့တမျိုးနော်တမျိုးပဲဖုတ်ကုန်းရွာဆိုတာကြီးကတော့စမ်းနေဟာ Oh my god မိန်းမတွေပဲရှိတဲ့မြို့မလို့နေမှာပါ What? ဒေါင်းစားဆိုတော့မသိရင်တမင်ဆဲနေတယ်လို့ပဲနော် What's this? တမင်ပြန်လှည့်ခိုင်းနေတယ်လို့ပဲထင်ရပါတယ်လှုပ်ပါဆိုတော့ဘာလှုပ်ရမလဲမသိဘူးနော်ဟာဖာဆန်ရွာလို့ပြောလိုက်ရင်ရိုင်းတယ်လို့များဖြစ်နေမလားမသိဘူးဟာဒီရွာကတော့လာလေရမတောင်ကြောက်စရာဖြစ်နေတယ် Oh my god ဂွေးပင်လေဆိုတော့